ငါဂျူရီကွေးအောင်ရိုက်ပလိုက်ပြီဘယ်နွားအဲ့လိုတန်မာထွားတိုင်းနေသွားလေနွားလေးဘက်ထောက်တာလေနွားဒီလိုနေတဲ့နွားမင်းမြင်ဘူးလားအော်မသိဘူးလေငါမင်းနွားလို့မျိုးအဲ့လိုသွားတယ်မှတ်နေတာလေးဘက်ထောက်လေဟုတ်လေးဘက်ကိုဇလန်းစားမယ်အတန်နောက်ရုပ်ပါနော်ငါဒရိုက်တာငါခိုင်းအောင်လုပ်မယ်နော်လာပြီညီလေးအမှိုင်လေးလာပြီအဲ့မင်းဆောက်ခွက်ပြောင်းနေတယ်နွားအလွမ်းဇလန်းရိုက်ပါအဲ့ဒါကြီးကြလဲနွားဝမ်းချုပ်နေတယ်လို့ပဲတို့နွားမိုင်းတာတနေ့တာနိုင်အမတမမြတ်ဝဝမစားတဲ့နွားတကောင်ဟာမျက်နှာမဝအောင်လားငါမင်းခန္ဓာကိုယ်နဲ့ဘလို့ဝါဖြိုးလေအော်ငါဘွားမျက်မဝတဲ့နွားတော်ဖြစ်သေးထားလိုက်ရတယ်မင်းဆက်လက်တိုင်းရပဲနွားလေးတကောင်ဟာစကြက်ထဲမှာရှောက်သွားနေရင်သူစားနေကြအစာလေးတွေလိုက်ရှာပါတယ်အဲ့ချိန်မှာအလိုရှိမှာချီးပုံလေးတစ်ပုံပါလားအဲ့ချီးပုံကြဘာလို့မတော့မဟုတ်ဘူးလေအဲ့ဒါမင်းကိစ္စမဟုတ်သေးဘူးလေမင်းငါပြောတာပဲတရုပ်ဆောင်မှာချီးပုံလေးတစ်ပုံပါလားချီးပုံဆိုတာငါရဲ့အစာမဟုတ်ဘူးအောင်နဲ့တို့ဂုတ်ကြားတို့ရဲ့အစာဖြစ်တယ်အဲ့တော့သူများအစာကိုငါဖြက်လို့ဖြက်သည်မလုပ်ဘူးဆိုပြီးချီးပုံကိုရက်တယ်ငါချီးစားမလားမဟုတ်ဘူးလေအဲ့အောက်မှာမျက်ရှိတယ်ချီးပေါ်အဲ့ချီးကမျက်ပေါ်တင်နေတာအဲ့ချီးကောင်မင်းမျက်စားလို့ရမှာအော်မင်းရလဲကွာဒီတော့အများကြီးမျက်တွေကိုဒီချီးပေါ်အောက်ကမျက်ကိုစားရမှာလားကြားလိုက်ပါမင်းဒရိုက်တာသဘောတော့ပါရပ်ပြီကွာရပ်ပြီအော်လက်စားတော့ငါချီးစားနွားကြီးပဲငါချီးမစားဘူးဟုတ်ပြီအဲ့မှာအော်ချီးတွေပြောင်းသွားပြီဆိုတော့ငါရဲ့အစာဖြစ်တဲ့မြက်ငါစားမယ်ဆိုပြီးအားရပါရစားမယ်အလုံးမှာဘေးနာတွင်းနဲ့မွေးတစ်ကောင်ထွက်လာဟဲ့ဘာဖြစ်လာမွေးကြောက်တယ်ဟောတေချင်းဆိုတရိတ်ဆန်မွေးကြောက်နွားလေတရိတ်ဆန်ချင်းတူတူနေမဲ့လေမွေးကြောက်တယ်လားနွားကမွေးကြောက်တယ်မွေးမကြောက်ကောင်အော်မွေးဆိုတာငါလိုတရိတ်ဆန်ပါပဲလေသူလေငါလိုပဲအစာရှာထွက်တာနေမှာပါလူတွေလည်းဝမ်းသာရှာရတယ်လို့တရိတ်ဆန်တွေလည်းဝမ်းသာရှာရတယ်တနာစရာမွေးလေးပါလားဆိုပြီးတော့ခွာနဲ့ပေါက်တတ်တယ်မတတ်ဘူးအတက်လိုက်လေမင်းကိုပေါက်လို့မင်းအမဲသားဖြစ်သွားဘယ်လိုလုပ်လဲမင်းတိတ်သွားမယ်အစိတ်တင်သွားမယ်မွေဟောအဲ့ကြောင့်မပေါက်ရတာရပြီပေါက်တယ်အဲ့ချိန်မှာစကြက်မှာနွားလေးဟာရှောက်သွားနေပါတယ်အဲ့ဒီအချိန်မှာဒီနွားလေးရဲ့ပိုင်ရှင်အစ်စ်ဖြစ်တဲ့ပိုင်ရှင်တယောက်ရှိပါတယ်နွားပိုင်ရှင်ကလေအင်ပဒမသနာဖို့ကောင်းပါတယ်သူကအရန်မေ့တတ်တဲ့ယောဂတစ်ခုရှိပါတယ်အဲ့ဒီယောဂရှိတဲ့နွားပိုင်ရှင်ဒီလိုရောက်လာပါတော့တယ်ဒီလိုရောက်လာပါတော့တယ်လာတော့လေကွာဒီလိုရောက်လာပါတော့တယ်နွားပိုင်ရှင်မြင်ခေါ်ပြီးနွားမသာပေါ်တော့မယ်အေးတာဟာလာပြီYare mi bunrama yare si orma yare mi bundama sapore pore ngapore pore sapore ngapore to ye mi e pamadau ye အရေးတဲ့ကလာတုန်နေသိနေနဲ့လာတွေ့နေတယ်မင်းကနွားပိုင်ရှင်လေနွားပိုင်ရှင်ဘလို့ထွက်လာကိုပြောမနေဘူးဇလန်းအလွမ်းဇလန်းငါဖျက်ရငါပြောတတ်တယ်အလွမ်းဇလန်းမင်းတော်လို့တလားနည်းနည်းမေးတတ်တယ်မေးတတ်တာငါသိတယ်မင်းကတော်တော်မေးတတ်တယ်နော်မေးတတ်တယ်ဆိုတော့ကဲလာပြီငါပြောတဲ့နောက်မှာတရုပ်ဆောင်မယ်နော်နွားပိုင်ရှင်ဟာမေးပြီးတော့ထွက်လာပါတယ်ထွက်လာတဲ့အချိန်မှာသူထွက်လာတော့စဉ်းစားတယ်အဲ့တော့ငါဘာလို့ဖို့ထွက်လာတာလဲစဉ်းစားမရတော့အောက်ကနွားအောင်မေးတယ်ငါဘာလို့ဖို့ထွက်လာတာလဲတဲ့ဝါစကားမပြောဘူးနားမလဲဘူးအေးငါမေ့ပြီးထွက်လာတာတဲ့ငါမေ့ပြီးထွက်လာတာအော်တတိယပြီငါနွားနို့ညစ်မလို့ငါနွားနို့ကျင့်မလို့ထွက်လာတာဆိုပြီးတော့အဲ့တော့နွားနို့ညစ်ဖို့ပုံသွားယူတယ်အဲ့ဒီပုံပါမလားမေ့လာတယ်အဲ့ဒီပုံမေ့လာတယ်ဟောပြန်ယူလိုက်လေးမင်းကလည်းမေ့လာတယ်ဆိုတော့ဒါပြီအဲ့ချိန်မှာဟိုနွားဘာလုပ်ပြန်
ငိမ့်နေလေငိမ့်နေလေ ဖတ်လိုက်တာအဲ့ဒီကောင်ခဏခဏလာမင်းခိုင်းနေငါနွားရဲ့နူးတွေအလားပြတ်မယ် မဟုတ်လေကိုနွားပဲအညစ်ခံလိုက်ကဲနွားနုညစ်မယ် နေနော်အဲ့ဒီနေ ညစ်မယ်အတန်တော့ရုပ်ပါညစ်မယ် အဲ့ကောင်းတာ အေးဘာဖြစ်တာလဲနွား ဟုတ်ကဲ့လိုက်တာ ဘာလို့ နေကလာနွားငုံငန်းနေတယ် မဟုတ်လေဒီမှာရှင်းပါနွားနှလုံးမင်းပဲသွားညစ်တာတော့ အဲ့ကလာမင်းနဲ့လေ အော်အေးဟုတ်တယ် နုံမညစ်တာပေါ့ ဟုတ်တယ်သူကတော်တော်မိတတ်တာမိတတ်ပြီ နေပြီးညစ်တာ နုမားသွားတာနုမားသွားတာ ငါတခင်အဲ့လိုနုံမေးတယ်လား ဟုတ်ပြီနုညစ်မယ်ညစ်မယ်အဲ့မှာညစ်မယ် အရှိအညစ်အားကမညစ်နဲ့နားတယ် ညစ်တယ်နွားနှုတ်ညစ်နေတယ်အဲ့ မတာတေးရင်ဆိုရင်ဟမ်နို့ညင်လေဘာလို့ဖောက်ပြတာတော့ဟမ်အဲ့ကလာညင်နေမင်းဖောက်မိလိုက်တာအဲ့တေးရင်ဆိုငါအဲ့လိုလုပ်တာ တော့အကျိုးတွေပါပြုတ်ကုန်ပြီ နေအဲ့လိုလုပ်တော့ငါလေနို့တလုံးကိုငါလင်ကဘလို့ကြရမှာတော့ အေးအရေးတဲ့နွားတနာယူနေသေးတယ်မဟုတ်ဘူးလေတစ်လုံးရှိသေးတယ်စိတ်လျှော့လိုက်ပါတစ်လုံးရှိသေးတယ်တစ်လုံးရှိသေးတယ် အဲ့ဒီကောင်တော့ငါခွင့်မိတော့မယ်အဲ့ဒီကောင် အေးဟုတ်ပြီအော်အေးငါနွားလေးစိတ်ဆိုးသွားတာပဲငါထပ်မညစ်တော့ပါဘူးဆိုပြီးတော့စဉ်းစားတယ်ငါဘာလုပ်ဖို့ကြံသေးလဲအော်ငါနွားလေးညစ်ပတ်နေတာငါရေချိုးပေးရအောင်မေငါရေချိုးပေးရအောင်မေဆိုပြီးတော့ ရေချိုးစရာမလိုဘူး နွားညက်ပတ်နေဒီဒါသူနွားရေချိုးတဲ့အချိန်နော်ရေချိုးပေးအောင်မေဆိုပြီးတော့ရေချိုးမဲ့ပစ္စည်းအပြည့်အစုံနဲ့နွားပိုင်ရှင်ဟာလာပါလေနော်ရေချိုးပေးအောင်မေဆိုပြီးတော့နော်အဲ့တော့ရေချိုးပေးရငါနွားလေးတနာပါလေတန်တန်ရှင်းရှင်းလေးဖြစ်အောင်ရေချိုးပေးမယ်ဟောတော့မျက်နှာတစ်ပေးနေသေးတယ်ဟဲ့နွားလက်နဲ့မျက်နှာတစ်တယ်လားနွားမကျိုးကျိုးပြန်ထက်လာအောင်ရပြီတဲ့ဒီလောက်ဆိုရင်ငါနွားလေးတန့်တော့ပါပြီတဲ့ဒီလောက်ဆိုရင်ငါရပြီနွားငိမ့်နေလေဖရက်တဲ့စိတ်ပြတ်တတ်ကုန်မှာလေလှုပ်ချင်နွားလှုပ်ချင်တော့အဲ့ဒီနဲ့ခံနေလေရပြီဟုတ်တယ်ငါတော့ရေချိုးပြီးသွားပြီတဲ့အဲ့ဘုံတွေတော့ပြန်ထားလိုက်တယ်နော်ရေချိုးပြီးသွားပြီပြီးတော့နွားပိုင်ရှင်ပြန်ထွက်လာတယ်ငါစောဘာလုပ်ခဲ့တာမေ့ပြန်ပြီငါဘာလုပ်ဖို့ကြံသေးရလဲတဲ့ငါမေ့နေတာတဲ့အော်တဲ့ငါနွားလေးရေထက်ချိုးပေးအောင်ပါပဲတဲ့နော်နေပါလေးဘက်ထောင်းနေပါလေးဘက်ထောင်းနေပိုင်ရှင်ကမေ့တတ်တယ်အဲ့ဒီယောဂတနာတရားကောင်းတာမေ့တတ်တယ်ရေချိုးပေးဖို့မေ့နေတာပဲတဲ့ငါရေချိုးဖို့မေ့နေတာပဲတဲ့ဒါမြန်လာပါရေချိုးပေးအောင်ပါပဲတဲ့ငါနွားလေးငါ့ကိုရှာကျွေးနေတဲ့နွားလေးတန်တန်ရှင်းရှင်းဖြစ်ဖို့လိုတယ်အဲ့တော့ငါတေချာလေးပြုစုမှရမယ်ဒီလောက်ဆိုရင်ငါနွားလေးတန့်သွားပါပြီတဲ့ဟုတ်ပြီတဲ့ငါနောက်အလုပ်တွေကြံသေးတာမင်းနေတာတဲ့ငါသွားထားလိုက်အောင်မယ်တဲ့သွားထားပြီးတော့အဲ့ချိန်မှာနွားပိုင်ရှင်ပြန်ထွက်လာမိပြီးတော့ထွက်လာဦးတောင်ကြားနဲ့ထွက်လာပြီးတော့ငါနွားနာပြန်ရောက်လဲငါဘာလုပ်ဖို့ကြံနေရလဲမိပြန်တဲ့ငါနွားရေချိုးပေးအောင်ပါပဲအဲ့နွားမရှိတော့ဘယ်သူချောပေးရမလဲ